မီတာ1000အကွာအဝေးကပြစ်မှတ်ကိုထိမှန်ဖို့ဆိုတာဖြစ်နိုင်ပါမလားဒီနေ့မှာတော့တာမန်လူတွေမလုံနိုင်နဲ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြမယ်ဝါရင်စနိုက်ပါသမားတယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါသူကတော့မှန်ပြောင်းကိုချလိုက်ပြီးကြည်စံကိုစတင်ဖြုတ်လိုက်ပါတယ်ကြည်ထိပ်ဖူးကိုဖေးထဲကရမ်းတွေကိုတွန်ထုတ်ပြီးနောက်မှာတော့အဝေးရောက်ကြည်ဖြစ်အောင်အထူးစီမံထားတဲ့ရမ်းမိုးအသစ်တွေနဲ့စနစ်တကျပြန်လဲရောဆက်ပါတော့တယ်ဒါတွေမကသေးပါဘူးကြည်စံရဲ့ပြန်တန်းနှုံပုံမြန်စေဖို့အတွက်ကြည်ထိပ်ဖူးကိုစက်ကူပုတ်ဖက်နဲ့အချောကင်နေတာဟာတကယ်ကိုစိတ်ဆက်လုံးလာပါတယ်ဒါတွေအားလုံးဟာမီတာ1000အကွာမှာရှိတဲ့ရန်သူကိုအပြတ်ရှင်းဖို့အတွက်ပြင်ဆင်နေတာပါသူဟာမှန်ပြောင်းနဲ့ထပ်မှန်စစ်ဆေးပြီးနောက်မှာတော့သူ့ရဲ့စနိုက်ပါရိုက်ဖယ်ကိုထုတ်ဖုံးကိုဖွင့်ပြီး live လွှင့်ပါတော့တယ်သူ့ရဲ့ပြစ်မှတ်ကတော့အဲ့ဒီ live ပွဲရဲ့သတင်းစာရှင်းလင်းပွဲမှာရှိနေတာပါအဲ့ဒီအချိန်မှာတမျိုးလုံးကမြူနှင်းတွေနဲ့ဖုံးလွှမ်းနေပြီးမြင်ကွင်းကတော်တော်လေးဆိုးရွားနေပါတယ်ကံကောင်းတာတစ်ခုကတော့ကြားထဲမှာကွေနေတဲ့အဆောက်အဦမြင့်မြင့်မမရှိတာပါပဲသူဟာမြေပုံပေါ်မှာပြစ်မှတ်နဲ့သူ့ကြားကအကွာဝေးကိုတွက်ချက်ပြီးတဲတဲတန်တန်ဖြစ်အောင်သူ့ရဲ့လက်ချောင်းကိုအသုံးပြုကတီကြတိတိကျကျတိုင်းတာနေပါတယ်ပြင်ဆင်မှုတွေအားလုံးပြီးသွားတဲ့အချိန်မှာတော့ပြစ်မှတ်ကပေါ်လာပါပြီသူဟာစနိုက်ပါကိုအကောင်းဆုံးထောက်ကနေအတီချချိန်ရွယ်လိုက်ပြီးစောစောကသူကိုယ်တိုင်ပြုတ်ပြင်ထားတဲ့ကြည်စံကိုထေးလိုက်ပါတယ်ပြစ်မှတ်ကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးတော့သူဟာမျက်လုံးကိုအသာလေးမိတ်ကမောင်းခလုတ်ကိုဆွဲညစ်လိုက်ပါတော့တယ်ကြည်စံဟာလေထဲမှာစိတ်စက္ကန့်ကြော်ကြာပြန်တန်းသွားပြီးတဲ့နောက်ပြစ်မှတ်ကိုတိတိကျကျထိမှန်သွားခဲ့ပါပြီတာဝန်ပြီးဆုံးသွားတာကိုမြင်လိုက်ရပြီမဲ့သူ့မျက်နှာမှာတော့အပြုံးအရိပ်အယောင်တော့မရှိပါဘူးဘာလို့လဲဆိုတော့ဒါဟာသူ့အတွက်တာမန်စနိုက်ပါတာဝန်တစ်ခုသက်သက်ပဲဖြစ်လို့ပါသူဟာထုံးစံတိုင်းပဲသဲလုံးစမကြံအောင်အခင်းဖြစ်နေရကိုရှင်းလင်းပြီးနောက်အေးအေးဆေးဆေးပဲလှည့်ထွက်သွားပါတော့တယ်ဇလန်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ like and follow လေးလုပ်ခဲ့ပေးပါခင်ဗျာ